ဝေရှာတဲ့နေရာမှာပါဇ
ချို့ကံကြောင့်တော့ဘောမပေါ့ကံကံယုံကြည်တယ်ဒါပြောတာတကယ်နဲ့ယုံကြည်တယ်ကံဆိုတာကောင်းတာလို့ရင်ကောင်းကျိုးဖြစ်မှာမကောင်းတာလို့ရင်မကောင်းတဲ့ကျိုးခံရမှာဒီတော့ကိုကကောင်းတဲ့အကျိုးတွေခံစားခြင်းနဲ့ဆိုရင်ဘာတွေကိုလို့ရခံစားခြင်းကကောင်းတဲ့အကျိုးလောက်တာကမကောင်းတာဆိုတာကဲကောင်းတဲ့ကျိုးခံစားလို့ရပါမလားမရဘူးငွေရတဲ့နေရာမှာစိတ်ကတော့မကြံဘူးလားအဲ့ဒါဘာမှုခေါ်မလဲမနောကမှုတနေ့တနေ့ဒီခန္ဓာကိုယ်ကြီးနဲ့ပြုတဲ့ပါဇက်ကပြောတဲ့စိတ်ကကြံလို့ငွေရလာပြီဆိုရင်ဒီအမှုတော်မှုနဲ့လို့ငွေရလာပြီဆိုရင်စားကျင်တာတွေတောက်ကျင်တာတွေဝတ်ကျင်တာတွေနေကျင်တာတွေသွားကျင်ပြောကျင်တာတွေပါကျင်တာတွေဒီအကျိုးတရားတွေမခံရရဘူးတချို့ကယုံလို့ကကြိုရောက်မှအမှုလို့ခေါ်အခုအမှုတန်းတန်းကြီးလေပြောပါတန်းတန်းကြီးအမှုတဲ့တွေလို့ပြောရင်လွဲပါမလားမလွဲဘူးအကုန်လုံးအမှုတဲ့ကိုလုံးတဲ့အလုံးပြောကံဆိုတာသူများလုပ်တာလားကိုလုံးတာကိုလုံးတာသူများလုပ်တဲ့တစ်ချိန်နဲ့တချို့ကံကြောင့်တော့မပေါက်တော့ပါပြောတယ်ကွာ။အိုးကံရှိချမ်းသာနေမယ်ပေါ့။ကံသူ့အနေနဲ့ယူလာပြီနော်။မိုးဝါးရခေါင်းနဲ့ကလည်းနော်။ကျရဏခေါင်းနဲ့ကကြာချက်ချင်းချမ်းသာလာတယ်မှတ်နေတယ်။သူ့အနေနဲ့လာပြီးကျိုးပေးတယ်ညာချင်းနေလားမသိဘူး။ကံယုံတော့စူးတော်နေတာဗာနဲ့မစူးတာဟောအာကံရှိမစူးပါဘူးကွာတော့သွားကြနေတာနဲ့စူးတာကံဆိုတာသူများလုပ်တာမဟုတ်ဘူးလေကိုလုပ်တာဟာစူးတယ်ဟာစိတ်ကကြံအာကံခေါ်တယ်မနောကဟင်းဒီပေါ်နဲ့စူးမှာတော့ပါဇက်ကအားကစူးစုံဝရောက်နေတဲ့ခြေတော်ကလေးကိုပြန်ရုပ်လိုက်တာကာယအားရသူစူးကြုံဘောကိုမနှင်းအောင်လုပ်တာဘာတူလဲကိုမနှင်းမှာကိုမစူးမှာတဘောပါဝင်လားအားရတော့ပြောသေးတယ်အိုးတဲ့ကံရှိစားရလိမ့်မယ်ပေါ့လာရကံမိုးပေါ်ကြာကြီးမှတ်နေတယ်ထင်ပါရဲ့ဓမင်းကိုလည်းဓမင်းချတော့ဓမင်းတော့ဖြစ်နေတယ်ကံရှိစားရလိမ့်မယ်ပေါ့ဆိုပြီးထိုင်းနေစမ်းနော်ဓမင်းကိုလည်းကဓမင်းပါလေခြေတော့ပေါက်ပြီးတော့ဟောဒီပါဇက်တဲ့လာရှင်းပါမှာဝေးတာနော်ဆောင်းနေမှာကံရှိစားရနိုင်တယ်ပေါ့ဆိုတော့နော်အမ9ရက်ပြည့်သိနေလာမှာစားရနိုင်တယ်ပေါ့ဆိုခံရစားခြင်းနဲ့စိတ်မနောကဝေးရည်စားမယ်လေဒါကတော့ဝစီကခံရဝရကခံရမို့ပါဇက်ကလေးပေါ့လက်နဲ့ခူးပြီးတော့ပါဇက်တဲ့ထဲတာကာယကဒါကြောင့်ကံဆိုတာသူများလုပ်တဲ့အလုပ်လားကိုလုပ်တဲ့အလုပ်လားဒါကြောင့်မှတ်သွားကြကံဆိုတာသူများလုပ်တာမဟုတ်ဘူးကိုလုပ်တာကိုလုပ်မှကိုရမှာကိုစွမ်းကိုစားမှာလားကိုစားမှာကိုတော့မှာကိုရဒါကြောင့်ဒီခန္ဓာကိုယ်ကြီးနဲ့ကောင်းတဲ့အမှုတွေပြုမယ်ဆိုရင်ငါဒီကောင်းတဲ့ခံရမကောင်းတဲ့အမှုတွေပြုမယ်ဆိုရင်ငါဒီမကောင်းတဲ့ခံရဒါကြောင့်မကောင်းတဲ့အကျိုးတွေ
ရှင်ကောင်းတဲ့ကျိုးတွေခံစားကြည့်ရင်ဘာတွေကိုပြင်ရမှာအဲ့ဒီကံကိုလည်းဘယ်သူကပြင်ရကိုကပြင်ရမယ်အဲ့တဘောပေါက်ပါလားကဲကံဆိုတာသူများလုပ်တာလားကိုလုပ်တာလားကိုလုပ်တာအဲ့ဒါမှတ်သွားတယ်အဲ့ကြောင့်နဲ့ဒီနေ့သူပါလိမ့်မယ်လားလူချင်းသူပါလေရဲ့နော်ကံရင်မတူတာဘူးသူပါလိမ့်မယ်လားမရှင်းတဲ့အတွက်မြတ်စွာဘုရားရှင်လာမီးအခြားအဖြစ်ဆိုပြီးတော့14ကျက်ကိုအခြားအဖြစ်အစောအဖြစ်ဆိုတော့9ဆုံး9ဆုံးလေ9ဆုံးနာမတိမြတ်စွာဘုရားရှင်ကိုရှောက်မြတ်စွာဘုရားတဲ့လူချင်းသူပါလေရဲ့ဘုန်းတော်ကကြာကောင်းပေါက်တာချင်းလူချင်းတော့သူပါလေတချို့ကတက်တူပြီးတော့အားကြောင့်တချို့ကအသက်ရှင်ရတာလေဗျာပြောဘလို့မေးတယ်တချို့ကအတက်တူပြီးတော့တချို့ကအားကြောင့်အသက်ရှင်ရအဲ့ဒီလိုဆိုတော့မြတ်စွာဘုရားရှင်ကခိုင်ခွင်ကြပြလေးတဲ့ပြလိုက်စီသူများအခါတတိကျွာအတကုမာတို့မတန်ရှောင်းရာထိုသူများရှင်လျာအတကိုသူများအခါတတိကျွာအတကုမာတို့မတန်ရှောင်းရာထိုသူများရှင်လျာအတကိုဆိုကြည့်ပါမေးပါခဏကမှတည်းကဟုတ်ပြီပါကောင်းတယ်နော်သူများအတ္တတတိကျွာအတ္တကိုမာတို့မတတ်ဆောင်ရှာထိုသူများအားမရှိဘူးချင်နေတာဒီလိုမြတ်တာပြန်ရှင်ကပြန်ပြီးတော့မိတ်နေသူပါလူလေးနဲ့လောကမှာတချို့သောယောက်ျားမိန်းမတွေတတဝါရီပေါ်တဏှာကရုဏာကျင်းလျက်ကရုဏာစိတ်တဏှာစိတ်ကျင်းလျက်သူတစ်ပါးတက်တယ်လက်ဖြတ်လို့ရှိကြတယ်သူဒီပြောသူတစ်ပါးတက်ပါလို့လေတက်အားရရောသူတစ်ပါးတက်တဲ့ပုဂ္ဂိုလ်ရတဲ့ခါမှမရဲတို့ချနေရကနေပြန်လို့လာလို့လူပြည်ရောက်တဲ့ခါမှလည်းပဲတက်တာရှိမနေရဘူးတဲ့အတက်တူရတယ်ပြောပါပြီလေအတက်တူလေအချို့ဆိုတော့ငယ်ငယ်လေးနဲ့ကြေးသွားတဲ့ပုဂ္ဂိုလ်တွေလည်းမရှိဘူးလားရှိတယ်ဘုရားရကြေးသွားတဲ့ပုဂ္ဂိုလ်လည်းရှိတယ်သူအကြောင်းသူ့အကျိုးကိုကြည့်တာနဲ့အကြောင်းမှန်းစားလို့ဒီလူဘာကြောင့်အတက်တူတယ်တဲ့ကသူများတက်တယ်ထပ်ခိုင်းလို့အတက်တူရအမှန်စားလို့ရလောကမှာတဲ့တချို့သောယောက်ျားမိန်းမတွေကတော့တဏှာတွေပေါ်တဏှာညာတာသိရှိချင်နာတဏှာတွေအရိယတဏှာတွေအတွက်သူတော်တတ်တတ်ချင်းမှရှောင်နေရ
သူတတ်တဲ့ချင်းမှာရှောင်ကြည့်တယ်အဲဒီပုဂ္ဂိုလ်ရဲ့တည်တဲ့အခါကျရင်နတ်ပြည်ကိုရောက်ပြီးတော့သူပြည်ပြန်ရောက်တဲ့အခါမှာလည်းပဲအသက်ရှိရှိနဲ့တတ်တန်းစီနေရတယ်တတ်တန်းစီပြီးတော့မကောင်းမတော့ပါချုံနေရတယ်လို့ဒါသူများကတတ်တယ်ဒါကြောင့်ဘုရားအသက်ကြီးရှိခြင်းနဲ့ကျမ်းမာရေးနဲ့ကောင်းခြင်းနဲ့အသက်ရှိခြင်းနဲ့ဆိုရင်အသက်ရှိတဲ့ကံတွေကိုပြုရတယ်။ဟာကံလဲဆိုတော့သူများအသက်ကိုအသက်ရအသက်ရှိရင်ဘာမလုပ်ပါဘူး။အားရပါကံကောင်းခြင်းကံကောင်းခြင်းအသက်ရှိတယ်ဆိုတာလည်းဒါကံကောင်းတာလေ။အဲဒါဒီတော့အသက်ရှိခြင်းနဲ့ဆိုရင်သူတစ်ပါးသက်ကိုတိုက်ရတာဆောင်ကြရမှာဆောင်ကြရမယ်အဲကြောင့်တရိစ္ဆာန်တွေမှာလည်းသူ့မိသားစုနဲ့သူရှိခွေးမချင်းလည်းခွေးမိသားစုနဲ့ခွေးမိကိုမမနဲ့ခွေးမိပါနဲ့မရှိများအချင်းမနဲ့ချင်းမိသားစုနဲ့ချင်းမိကိုမမနဲ့သူလည်းသူ့မိသားစုနဲ့သူရှိတာကိုမတဲ့ကိုညီကိုမမနဲ့ကိုမရှိဘူးလားဆွေမျိုးတွေမရှိဘူးလားဒီကိုမမရဲ့ဖေးဖေးတွေမရှိဘူးလားဦးရွယ်တော်တော်လေးအဖိုးတွေဘွားတွေမရှိဘူးလားလူပဲတရိစ္ဆာန်တွေမှာလည်းသူတို့မှမိသားစုရှိတယ်ဆွေမျိုးတွေရှိတယ်ဟောတဏှာတွေနဲ့ဆန္ဒကျင်လာရညကြတဏှာကျော်သူပါတဲ့ဘုံမှာတောက်လို့ရင်အသက်ရှင်မယ်သူများအသက်ကြီးကအသက်ဖို့မှာသူမတိုက်ဆိုင်ရသူများရှင်ရတတ်တယ်တဘောပါလားရနာနာဝိုင်းတခါလာလေဒီကမခါလာလေဒီကနောက်နေ့လေဒီကယောလီဥမာစာမီးရတယ်အိတ်ချင်တယ်ဟိုလေဘာမှမလုပ်ပါဘူးကိုယ်လည်းအိတ်ချင်တယ်မနေ့ဘူးပြေပြီးဟောနာတော့သူထိုက်ရှာပြလာဗျာတချို့ကြတော့ဗျာသူချင်းသူပါလေတချို့ကြတော့အနာရောဂါပေါ်များပြီးတော့တချို့ကြတော့ဘာကြောင့်အနာရောဂါသိရှိရတာလေဗျာအဲဒီပုဂ္ဂိုလ်တွေလည်းမရှိဘူးလားအနာရောဂါရှိတဲ့ပုဂ္ဂိုလ်တွေလည်းမရှိဘူးလားရှိတယ်အဲ့ဒါဘာကြောင့်လဲဒီတော့မြတ်စွာဘုရားရှင်ကပြန်မိန့်တယ်တဲလိုက်တယ်နေချကလူမြင်စေသူပြောသူယောဂါဆိုတဏှာစိတ်တွင်မနေနေကင်းရှိယောဂါကိုနေချကလူမြင်စေသူပြောသူယောဂါဆိုတဏှာစိတ်တွင်မနေနေကင်းရှိယောဂါကိုကာလမနီမညာရေးဆိုတဲ့ကိုရင်းနဲ့ဒီလိုဆိုရအောင်နော်နေစာကံလူမြင်စေသူပြောသူယောဂါဆိုတဏှာစိတ်တွင်မနေနေကင်းရှိယောဂါကိုသူပါလည်းနာယောဂါမှာတချို့ဆိုရင်ကြမ်းမှာလေတဘာသောတတော်ပါလို့ပေါ်နာတဏှာကရုဏာကင်းလေးတတော်လေးပေါ်လက်ကေဒုက္ခစသည်ဖြင့်ဉာဏ်ပါနေစလိရှိကြတယ်တဲ့တရားတော့မတတ်ဘူးပြောတရားတော့တည်းရဟာ
သာဘူးတဲ့ညင်ပါနေစားလို့ရှိတယ်အာဒီပုဂ္ဂိုလ်ရတဲ့အခါမှာမရေလို့ကြငရေကပြန်လို့လာတဲ့အခါမှာလည်းပဲသူ့ပြီးရောက်တဲ့အခါမှာလည်းပဲတဲ့သူတစ်ပါးကိုနာကျင်အောင်တရားရအောင်လုပ်ခဲ့ရတော့ကြနှိမ့်ဆက်ခဲ့တဲ့အတွက်ကြောင့်ကိုယ်မှာအနာယောဂထူရောယောဂထူရောအနာဘောရီခဲ့ပါဖြစ်တယ်အနာယောဂဘောရီဆိုတာကအတိတ်ကသူတစ်ပါးကိုဘာလို့ခေါ်လဲမြင်ပါနေကြတယ်လို့အဲကြောင့်သူတစ်ပါးကိုမြင်ပါနေကြတာမလားမမြင်ပါမနေကြတာဘူးလားကိုယ်ကလည်းကရုဏာဝမဝေနိုင်ကနိုင်တဲ့နိုင်မိရတာကရုဏာဘွားစိတ်ထားပြောင်းပါဓမ္မဝိရတဲ့တရားတွေပါလေပါပါလေကိုယ်နဲ့ကြတဲ့ပုဂ္ဂိုလ်တွေတွေ့ရင်ကိုယ်ရအရှင်မပြေတဲ့ပုဂ္ဂိုလ်တွေတွေ့ရင်ကရုဏာထားရအဲဒီလိုကရုဏာထားတဲ့စိတ်မပေါ်ဘူးဆိုရင်အနိုင်ကျင့်လို့ဖြစ်လာလိမ့်မယ်အနိုင်ကျင့်မှမြင်ပါနေစားအဲဒီလိုသူတစ်ပါးပေါ်အနိုင်ကျင့်မဲ့အစားကရုဏာမထားရမှာလားထားရမှာလားထားရမယ်ကရုဏာထားပြီးတော့ကိုယ့်ရဲ့စိတ်ကလေးကိုပြုပြင်ပြောင်းလဲပြီးလိုက်ကိုလိုတယ်ကဲသူတစ်ပါးကိုမငြင်းပါမနှိမ့်ဆက်ခဲ့ဘူးဆိုရင်နောက်မှကိုယ်မှာအနာရောဂါပေါ်ပါမလားအနာရောဂါကျင်းနေတယ်မငြင်းပါမနှိမ့်ဆက်တဲ့ပုဂ္ဂိုလ်တွေဟာတည်ရဲ့ခံမှာနှက်ပြီးဆိုရောက်သူပြီးပြန်တဲ့ခံမှာလည်းပဲအနာရောဂါကျင်းရှင်းတယ်ဗာပြီးကိုအထိတ်ကဒီဘာကိုမငြင်းပါမနှိမ့်ဆက်တဲ့လူတဘောပါရဲ့နော်နားလေလားပြင်းပြီလားအိတ်ချင်လားပြန်ပြီလားဆုံးနေလားဒီလိုလေးနေရတယ်ဘူးတော့အတန်တိုင်းနေဆိုတော့တော့ဘူးလားတန်နေပြီးတော့တိုက်ပါလေနော်နားကြကြောသူတစ်ပါးကိုမြင်ပါနေဆိုင်ရင်အနာရောဂါပေါ်မယ်မငြင်းပါမနေဆိုင်ရင်နာယောဂပြင်းရှင်းမယ်။ကဲနာယောဂတော့ပြင်းရှင်းခြင်းနဲ့သူတစ်ပါးကြတော့လိုက်ပြီးတော့မြင်ပါနေဆိုင်ရင်နာယောဂပြင်းရှင်းမှာလား။မပြင်းရှင်းဘူးဒါကြောင့်ကာကောင်းကြည့်ပြီးကံရင်းနဲ့ဒီကံတွေကောင်းရင်အဒီကံကောင်းတဲ့ကံတွေကိုပြင်ရမယ်။ပြင်ဖို့မလိုလား။ကံကောင်းခြင်းလည်းရင်ကံတွေကိုမပြရမှာလားပြရမှာလားဒီနမတော့မြတ်စွာဘုရားယောဂမှာတချို့တော့ယောက်ျားမိန်းမတွေကြတော့ရုပ်ဆိုးပြီးတော့တချို့ကဘာကြောင့်ရုပ်လာတာလဲဘုရားပြောပါမယ်လေတချို့ရုပ်ဆိုးပြီးတော့ဒီထဲမှာရှုံးမလာခြင်းနဲ့လူပါတာလာပါမနော်ကိုလုံးလာခြင်းနဲ့ဒီတော့နေရာပြန်ရှင်ကပြန်ပြီးတော့မိတ်လို့ကြရတာဝင်ရင်ဒီကနေ့တိုင်းနဲ့လိုက်ဆိုထံပြင်းတော်တာချီကြတာအလားပြည့်ဆိုဒေါသကင်းစင်မြေတာရှင်ကြည်လေလာတဘူထာမြင့်ဒေါသကြီးကြကအလားပြည့်ဆိုဒေါသကင်းစင်မြေတာရှင်ကြည်လေလာတဘူသူကဒီနေ့လောကမှာသူ့တော်ရပြန်နေပါလေအလုံးဒေါသကြီးရတယ်ဒေါသကြီးတဲ့
ဘာကိုကြံတန်းပြောဆိုပုဂ္ဂိုလ်ရှိအဲ့ဒီလိုကြံပြောဆိုပုဂ္ဂိုလ်ပြီးတော့သောတာတိုင်းကြီးတဲ့ပုဂ္ဂိုလ်တွေကသိတဲ့အခါမှာငရေလို့ကြငရေကနေလူပြည်ပြန်ရောက်တဲ့အခါမှာလည်းပဲမျက်နာပုတ်တို့အယုဆိုးတယ်တဲ့ဘာဖြစ်လဲတချို့တော့ယောက်ျားမိန်းမလေးကြတော့သူတို့ကဘောတော်တာမထားအာယုံဘောမြစ်တာရနဲ့ထားမြစ်တာထားအကုန်လုံးဘောမြစ်တာထားအဲဒီလိုဒေါသမကြည့်တဲ့ပုဂ္ဂိုလ်တွေမြစ်တာထားတဲ့ပုဂ္ဂိုလ်တွေကတည်တဲ့ကမှာနတ်ပြည်ဆိုရောက်လူပြည်ပြန်ရောက်တဲ့ခါမှာလည်းပဲအစင်းလာရဲ့ရုပ်ရည်ဘာသာရချောတယ်ပါလေဒေါသကြီးရင်အယုတ်ဆိုးတယ်ဒေါသမကြီးရင်လုံလာအဲ့ဒါကိုသိပြီနော်လုံလာရင်မလာရင်အားကြောင့်လည်းဘို့ကိုကြည့်တယ်ကိုကဒေါသကြီးနေတယ်ဒေါသကြီးရဲ့ဆိုသွားပြီနာမဟိုဒေါသကြီးရဲ့ဆိုနဲ့မြစ်တာရှိတဲ့ဆိုနဲ့နှစ်ယောက်ရှိကြည့်တယ်ဒေါသကြီးတဲ့နာသွားလို့ရှိရင်ကိုမှစိတ်မချမ်းသာအာမင်းနိုင်ရဒေါသကြီးပြီဆိုရုပ်ကကြည့်လို့လိုက်ရတာဘယ်တော့ပဲရုပ်လာတာဒေါသကြီးအဲ့ဒီရုပ်ကကြည့်မကောင်းတော့မင်းနိုင်ရှုပ်နေတယ်မင်းနိုင်ရှုံးနေပြီးတော့မိသားရှိတဲ့သူနာသွားနေလို့ရှိရင်ကို့မှာမရေးချမ်းရဘူးလားရေးချမ်းရသူ့မှာမိသားရှိတဲ့အတွက်ကိုကလည်းသူနာသွားတော့သူဆိုတာပါတက်ဆိုတာကူးတယ်ကူးချတယ်နော်ကူးတာရောတက်တယ်မှာကိုယ်ကောင်းမှာပေါ့နော်တက်ရှိတဲ့နေရာမှာသွားနေတာတက်တယ်ပေါ့နော်ဒီလိုမိသားရှိတဲ့သူနာမှာသွားနေကို့မှာစေးချမ်းရဒေါသကြီးတဲ့သူနာမှာသွားနေကို့မှာပူလောင်ရဒီတော့ဒေါသကြီးရင်အယုတ်ဆုံးပဲဒေါသမကြီးရင်ဒေါသမယ်ဒါကြောင့်ဒေါသကိုထိန်းလို့မလိုဘူးလားထုံမလာရင်ဘူးလားဒေါသကြီးအဲ့ဒါကျွန်းလာတယ်မီးတယ်နောက်မှသွားကြဒေါသကြီးဒေါသမကြီးဒေါသကိုထိန်းဒေါသကြီးရုပ်မလာတဲ့ပြင်ပစုံလုံးအောင်ညက်ခံရတယ်။ပြောပါညက်ခံရ။ပြောမကြလား။စကားပြောနေ။ရှင်းတော့လေကိုဘိုးတော်ဆိုတဲ့ဒကာကြီးတရားရှိ။အဲဒီဒကာကြီးကတအားဒေါသကြီး။အဲမတို့သူမကြိုက်တဲ့အရာလေးဖြစ်တာဒေါသတာကြီး။တနေ့ကျတော့လေဝင်းနဲ့မှလဲထုံတာပေါ့ပြောကိုဘိုးတို့ပါရောက်လေကျဲကြီးကိုဘိုးတို့ပါလို့လောက်ပါအားနေလေကုံတော့ရောလေထဲမှာနေတဲ့သူဆိုတော့လေထဲမှာနေတဲ့သူတွေဆိုရင်တော့သိကြမှာပါလေထဲမှာနေဘူးသူတွေဆိုနေပြီနော်တချို့ဆိုပစိုးကလောင်းကြိုက်ပြီးတော့ဘောင်းမီတို့လေးနဲ့ထွန်တာပေါ့ကိုဘိုးတို့ကမိသွားတာပေါ့ဘောင်းမီလည်းမိသွားပစိုးနဲ့လည်းသွားတော့ဟောကတွန်းခံနေပါပစိုးအရှိကြတော့လေဘွားထဲမှာကရှုံးနေနေဆိုတော့ကိုပစိုးကိုပြန်နင်းပြီးခဏချုပ်ကြတာပေါ့တခါတန်းလျှောက်လိုက်ပစိုးကချုပ်သွားတယ်ပြန်ဝင်လိုက်တော့ကြတယ်ထွန်းလိုက်ပစိုးကချုပ်သွားတယ်ပြန်ဝင်လိုက်နေဆိုတော့သူမကြိုက်ရတော့ခဏဝင်နေရတော့စိတ်ကမရှိတော့တလောက်တောင်ကျွတ်ချင်တဲ့ပစိုးကြီးချုပ်ပြီးတော့လှုပ်ပြလိုက်ပြန်ပစိုးပါလို့လိုက်ပြန်လာဟန်ကြီးလာမတို့လို့ကြတယ်ငါကူမပါလေလမ်းလျှောက်တဲ့ကကြကလေး
လေးလိုပေါ့လေ။အောက်မဝေးတဲ့ကလေးလေးပေါ့။တူလိုဒါနာလေးနဲ့အဲ့ရရင်လေထုံးနေဒေါတာဟုံးနေတော့ကိုပါဖြစ်လို့ဖြစ်မှလည်းမသိဘူး။ဘေးကသူပြောလည်းမကြောက်။ရောသူ့တမီးရှိတယ်သူ့တမီးကမမရအေးတဲ့အဖေကိုသမီးတက်လာဟုတ်။အဖေကသူရပြောတယ်။ဟေးကိုဘိုးတို့ကခဏခဏလာနေပစိုးမြေဝတ်တော့ကိုဘိုးတို့မကြောက်ဒေါတာသူစိတ်တူတူနဲ့လေထုံးနေတော့အကြမ်းမှာကြာသူ့သမီးလေးရောက်လာရောအဖေရေပြီးလာဟုတ်တော့အဖေအခုဘယ်လိုလုပ်နေတာတော့သူ့သမီးအတန်ကြားတော့မှသမီးနဲ့ကိုပစိုးကပဲရောက်နေတယ်ဟာပစိုးရောက်မှမသိလေလိုက်ရှာတယ်ပစိုးကလွတ်ပြလိုက်တာပေါ့ဒေါတာကဘယ်ရောက်လဲမှမသိဒီတော့မှမထူတော့ဘူးလေကြံရမရတဲ့အဆုံးလုံးဝရေးကြီးနေสวัสดีครับสบายดีไหมครับครับขอบคุณครับดีต้องห้องไม่ได้เลยนะแค่ด่านี่เนี่ยไม่ชอบเลยคนหลังอะไรอะวะကိုဘိုးတို့ကြံရမရနဲ့လုံးဝရေးကြီးနေလေအခုမှမမနေတော့ကဲကွာဖြစ်ချင်ရဖြစ်တော့ဆိုပြီးတော့ရှုံးပေါ်နေထိုင်ကြတယ်ကန်လို့ကျင်တော့သူထိုင်ကြတဲ့နေရာမှာကျွင်းတော့တော့ရှိအဲ့ဒီကျွင်းမှာလည်းပစုံလုံးကြီးတော့ရှိပစုံလုံးကလည်းကျွင်းဝါကနေပြီးတော့လက်မကြီးထောင်းပြီးဆောက်သူ့ဘောခါကြကြညံ့နေတယ်နေရတယ်ဒါကိုဘိုးတို့ကလည်းထိုင်နေချသူ့အဲ့အဟောငါညံ့ပြီးတော့လေပြီးပါလေတော့ခါဟာဒါကြတော့တာရှိတာနော်ရုပ်ဆိုးရတဲ့ပြန်ပစုံလုံးနောင်ညက်ခဲ့ရတယ်အမှတ်ထားရနော်ကြာပစုံလုံးညက်ခဲ့ရတယ်နော်ဒါကြောင့်ဒေါတာရှိရင်ဘာဖြစ်မှလဲဘယ်လိုဆိုမဲဒေါတာမရှိဘဲနဲ့မိသားထားရင်ရောက်ရမယ်ဒီတော့ငါတို့ကနမလေးပြန်လာဗျာလောကမှာလူချင်းလူပါလေတချို့ကအချမ်းရံဆုံးမှုတကောအရံနေပြီးတော့ချွေရံနေပြီးတော့တချို့ကဘာကြောင့်အချွေရံနေပေါ်ပြရတာလဲဗျာဒါတချို့ကအချွေရံနေပြီးတော့တချို့ကချွေရံများလာတယ်ဗျာကဲလိုက်မယ်မနာလိုပြန်အိတ်တာထံချမ်းရံကင်းပြီးဆိုအိတ်တာမထာဝမ်းမြောက်ညာပေါင်းများချွေရံကိုမနာလိုပြန်အိတ်တာထံချမ်းရံကင်းပြီးဆိုအိတ်တာ
ပြောပါသေးတယ်ကိုချမ်းသာမနာလို့ဆိုတဲ့လူမျိုးပေါ့ကိုကတရားယောဂသာသွားပြီးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ပေါ်မှာဝမ်းမြောက်ဝမ်းသာမဖြစ်ဘဲနဲ့ဝမ်းမြောက်ဝမ်းသာဖြစ်တဲ့စိတ်မထားနိုင်ဘူးဆိုရင်မနာလို့အိဒါမစရိယစိတ်ဝင်လာနိုင်တယ်အဲ့ဒီပုဂ္ဂိုလ်နာမည်ပြတ်သွားအောင်စီဝါရေးကြသွားအောင်ကိုယ်အောင်နှိမ့်ကြသွားအောင်ပြောဆိုခြင်းနဲ့တိုက်ခိုက်ခြင်းနဲ့ကိုထတာမနာလို့ဆိုတဲ့ဒီမနာလို့အိဒါမစရိယအေးကြောက်ဖို့ကောင်းတယ်အဲ့ဒီလိုမနာလို့အိဒါမစရိယထားတဲ့ပုဂ္ဂိုလ်တွေကသိတဲ့ခါမှာငရဲကိုချက်လူပြီးရတဲ့ခါမှာလည်းပဲနောက်တစ်ခုအနာနေပါတယ်တဲ့အချမ်းရမရှိဘူးတကောင်ကျွတ်တက်နေမှာပြောပါလေတကောင်ကျွတ်ချွေရတဲ့ပြီးမိသားစုလည်းမရှိညီကောင်မတော်လည်းမရှိဖြစ်တဲ့ရှိရင်တော့မှသူ့ကိုစွန့်ခွာပြီးတော့ပေဆိုးရမှာပေါ့စွန့်ပြေးကြမှာပေါ့တချို့တော့ရောက်နေမှနေကြတော့မိမိချတာတဲ့ဘုံကိုတွေးရင်ဝမ်းမြောက်ဝမ်းသာဖြစ်ကိုရတာတဲ့ဘုံကိုတွေးရင်အနာလိုဣဒာမေဇရိယမထားဘဲနဲ့ဝမ်းမြောက်ဝမ်းသာဖြစ်တဲ့ပုဂ္ဂိုလ်တွေကတည်တဲ့အခါမှာနတ်ပြည်တို့ရောက်လူပြည်ပြန်ရောက်တဲ့အခါမှာလည်းပဲချမ်းရံဆုံးကိုတကူအနာကြီးမှရဲ့ချွေရံပေါ်တယ်တော့ပါပြီလေချွေရံပေါ်တယ်ကိုပြောတဲ့စကားတွေနားထောင်တယ်အဲကြောင့်အချွေရံပေါ်ခြင်းနဲ့မိသားစုဆုံးဆုံးလေးရှိခြင်းနဲ့ရှင်မျိုးကြီးလည်းရှိခြင်းနဲ့ဒီကောင်မလည်းရှိခြင်းနဲ့ဆိုရင်ကိုကြတာတဲ့ပုဂ္ဂိုလ်တွေ့ရင်မနာလို့အိတ်ဓာတ်ရထားရမှာလားမူရိတာပွားရမှာလားမူရိတာပွားရမယ်နောက်ကြကြမနာလို့အိတ်ဓာတ်ရတာတောက်ဖို့မှာဒါကြောင့်နာလို့မဖြစ်ကြနဲ့မူရိတာထားကြကိုရတာတဲ့ပုဂ္ဂိုလ်တွေ့ရင်သူ့ပေါ်မနာလို့ဖြစ်လို့သူ့ကြောင့်မကောင်းပြောလို့ကိုလည်းရှိဝါရေးတတ်သွားတာမဟုတ်ဘူးလေကိုပဲပူတော်ရတယ်နော်ဆိုအပူလာဘူးလားကိုစိတ်ထဲမှာမနာလိုအိတ်ဓာတ်ရရှိနေပြီဆိုရင်ကိုချက်ဘယ်သူပဲတာသွားတာသူ့ဘောနော်အာမလို့အာမရနဲ့သူများကိုလိုက်ပြီးတိုက်ခိုက်ကိုပဲအာကုသိုလ်ဖြစ်နောက်ဆုံးအဝတန်တာခရီးမှာလေကိုပဲရှုံးနိုင်တာနော်အဲကြောင့်ကိုရတာလည်းဘုံကိုတွေ့ရင်မလုပ်ရမယ်မူရိတာပွားရမယ်ဝမ်းမြောက်ဝမ်းသာဖြစ်ရမယ်မူရိတာမပွားနိုင်ဘူးဆိုရင်အဲဒီပုဂ္ဂိုလ်ဟာချမ်းရနေမယ်မူရိတာပွားမယ်ဆိုရင်အဲဒီပုဂ္ဂိုလ်ဟာဒီတော့နောက်နံပါတ်5ဒါနဲ့လေးချက်ရှိတယ်နော်ပြောဘယ်နှချက်ရှိလဲမဟာနော်ပြီးပြန်မေးမယ်ပြန်ပြောမယ်နော်တခါသူများတတ်ခိုင်းရင်အတတ်တူတယ်မတတ်အတတ်ရှိတယ်ဒါတည်းနောက်တစ်ပါးကိုညင်ပါနေဆိုင်ရင်နာယောဂများမယ်မညင်ပါမနေဆိုင်ရင်အနာယောဂကျင်းရှင်နံပါတ်3ဒေါသကြီးရင်အယုတ်ဆုံးပဲမေတ္တာထားရင်ရုပ်ရနံပါတ်4မနာလိုအိတ်ကတရားထားရင်ချမ်းရံကင်းတယ်ချမ်းရံမရှိဘူးကိုရတာတဲ့ပုဂ္ဂိုလ်တွေမူရိတာပွားရင်ချမ်းရံပေါ်မယ်လေးချက်ရှိပြီနော်နံပါတ်5မကြဗျာတဲ့လောကမှာလူချင်းသူဝါတွေတချို့ကဘာကြောင့်ဆင်းရဲပြီးတော့တချို့ကဘာကြောင့်ချမ်းသာရတယ်ဗျာဒါကတော့ဘိုးရဘဝတို့သိပြီးသားပါနော်အဲ့လိုက်ဆိုမလူမတာမပေးက
င်းနေတာမစ္စရိယတရားအာကြည့်ကြတယ်လူရတိုင်းရမှာနှမျိုးတူလူရအဲ့ဒီပုဂ္ဂိုလ်တွေသိရင်ငရဲတို့ကြလူပြီးပြန်ရတဲ့ခါမှလည်းပဲဥစ္စာခံကြောက်တယ်တဲ့ရှိတဲ့ဥစ္စာမရှိဘူးပေါ့ရှိတဲ့ဥစ္စာရှိရနော်မရှိဘူးတဲ့စင်စင်ရရနဲ့နေရတယ်တချို့ယောက်ျားမိန်းမတွေကြတော့မိမိတို့ကြရင်တန်းတန်းကြတော့လူလမ်းပေးကဆိုကြရတယ်ကိုကြရင်တန်းတန်းကြတော့50 100 1000စသဖြင့်လူလမ်းပေးကဆိုကြရတယ်အဲ့ဒီလိုပေးကဆိုကြတဲ့ပုဂ္ဂိုလ်ရာဖြစ်တဲ့ခါမှာနတ်ပြည်တို့ရောက်လူပြည်ပြရတဲ့ခါမှာလည်းပဲစီပါဥစားပြည့်ပြည့်လုံးလုံးနဲ့နေရတယ်တဲ့စီပါဥစားမှာဖြစ်တယ်ပြည့်ပြည့်စုံစုံနဲ့နေရတယ်အဲကြောင့်ဘလူမပြမပေးကရင်ကျင်းရတယ်လူလမ်းပေးကဆုံးကြရင်ချမ်းသာတယ်ချမ်းသာခြင်းနဲ့ကစိနေနေချမ်းသာပါမလားဖြစ်ကျင်တာတော့ချမ်းသာခြင်းနဲ့လူကကစီနေနေနှမျိုးတုံးတုံးနေတော့အလောက်ပဲစုဆောင်ထားဘယ်ရတရားပဲချစ်ကြည့်ချမ်းသာပါမလားမချမ်းသာဘူးဝေးလို့နော်ဒါကြောင့်ချမ်းသာခြင်းချမ်းသာတဲ့အကြောင်းတရားတွေပြုမှာချမ်းသာတဘောပါလားအဲ့ဒါကြောင့်မမငါကမလူမတန်းမပေးကရင်ဆင်းရဲမယ်လူရပေးကဆိုကြရင်ချမ်းသာမယ်အားလို့တန်နမ6မြတ်စွာဘုရားတဲ့တချို့ကဘာကြောင့်မျိုးရုပ်ပြီးတော့တချို့ကဘာကြောင့်မျိုးမြတ်တာလဲဘုရားပါပြီလေကြရစီမာမာနာကျွဲထိုသူဝဲရိုးဝဲညံ့မီဆိုထိုက်သူရိုးချိုမန်ကိုချိုအမျိုးမြတ်တကိုမာမာနာကျွဲထိုသူဝဲရိုးဝဲညံ့မီဆိုကိုအထင်ကြီးတယ်သူတစ်ပါးကထင်သေးတယ်ယူချိန်ထားတဲ့ပုဂ္ဂိုလ်ကမယူသေးလေးကြပြင်းတဲ့ပုဂ္ဂိုလ်ကမလေးစားနေရာထိုင်ပြီးပြရမယ့်ပုဂ္ဂိုလ်ကမပေးဘဲနဲ့မမနာကြီးတဲ့ပုဂ္ဂိုလ်ရနေတဲ့ခါမှငရဲတို့ချလူပြီးပြန်ရောက်တဲ့ခါမှလည်းပဲမယူသေးမလေးစားတဲ့သူတစ်ပါးခေါင်းကိုနှိပ်ကြတဲ့အတွက်ကိုလည်းပဲရှုံးညံ့တဲ့အမျိုးမှဖြစ်ရတယ်လို့ပြောပြမှာဖြစ်ရတယ်နော်ရုံညံ့တဲ့မျိုးတွေများရွယ်ထုံးစကားတို့ခေါင်းတော်ရစကားတို့အဲ့ဒီလိုရုံညံ့တဲ့အမျိုးတွေမှာတွားဖြစ်ရတယ်တချို့တဲ့ပုံကိုယ်တွေကြကြမမနာမထားဘူးကိုယ်ဘလောက်ပဲတော်တက်တဲ့မမနာမထားဘဲနဲ့ရိုးသေးတဲ့ကိုရိုးသေးလေးကြတဲ့ပုဂ္ဂိုလ်ကိုလေးစားပြီးတော့ကိုလည်းချင်းမကြည့်ဘူးသူတို့ဘာကိုလည်းချင်းမသိဘူးအဲ့ဒီလိုမနဲ့မထားတဲ့ပုဂ္ဂိုလ်တွေကယူသေးတဲ့ပုဂ္ဂိုလ်ကိုယူသေးတဲ့ပုဂ္ဂိုလ်တွေကသိတဲ့အခါမှာအပိတို့ရောက်လူပြီးပြန်ရောက်တဲ့အခါမှာလည်းပဲမြင့်မြတ်တဲ့ဥမာဖြစ်ရပုံနာမျိုးတစ်လေးမျိုးဒူးကျွဲမျိုးမင်းမျိုးဒီလိုမြင့်မြတ်တဲ့မျိုးတွေမှာဖြစ်ရတယ်တဲ့ဒါကြောင့်မြင့်မြတ်တဲ့အမျိုးမှဖြစ်ချင်ရင်နာမနာထားရမှာလားမထားရဘူးလားနာမနာမထားရဘူးကဲနာမခွန်ပြီးပါမယ်နော်နောက်ဆုံးဘ
ခွေလည်းညနေတရားဝဲရနော်သူတို့ကဆောဆောချမယ်တဲ့၄နာရီခွဲလောက်ခွဲလာခဲ့တယ်ဒီတော့ရဟောတာနဲ့သူကကတ်နေနာဖိုးရဘဝတို့လည်းနော်မနာတဲ့စောက်နေရတယ်အနေကိုထိုင်ထောက်နေရအားနာပါနောက်သားကြောင့်တရားကိုနော်တူတူလည်းမဟုတ်ရှိရှိလည်းမဟုတ်အနေတော်လေးကိုအရန်တူရင်လည်းမကောင်းပြင်းနေရတယ်ဟုတ်အရန်တူရင်လည်းတရားနာလို့မကောင်းအရန်ရှိသွားရင်လည်းတရားပြေးသွားတယ်အားကြောင့်လည်းနမမေတ္တာဗျာတဲ့လောကမှာတချို့သောယောက်ျားမိန်းမတွေကဉာဏ်ပညာထိုင်မှန်ပြီးတော့တချို့ကြတော့ဗျာဉာဏ်ပညာချလိုက်တာတထွားပြတက်လာပြီနဲ့ဗျာအဲ့ဒါဘာကြောင့်ပါလဲဆိုတော့မြတ်စွာဘုရားရှင်ကတရားတိဝေဟူသမယမမေကဖြင့်အပညာဆိုချမ်းမြတ်အောင်မေလေးဆောင်ခုနောင်တတိလိုတိဝေဟူသမယမမေကဖြင့်အပညာဆိုချမ်းမြတ်အောင်မေလေးဆောင်ခုနောင်တတိလိုသူပါလူလေးနဲ့လောကမှာသူတို့ယောက်ျားမိန်းမတွေကမိဝဲထိုက်တော်တရားမမိဝဲထိုက်တော်တရားပြုလို့ရမယ်တရားမပြုလို့ရမယ်တရားရှောင်ရမယ်တရားဆောင်ရမယ်တရားဒါတွေကိုကိုမသိတာကိုမမေးပဲနဲ့ကိုထင်လာခြင်းကလို့ရှားကားပြီးတော့လုပ်တယ်ထင်နိုင်လို့တော့ကိုထင်တယ်လို့လုပ်တာအကုသိုလ်ပဲလုပ်ပြီးမှာပေါ့ကိုမသိတဲ့အရာကိုလည်းမမေးမသိတဲ့အပြင်ကိုလှုပ်ချင်တာလည်းလုပ်တဲ့ပုဂ္ဂိုလ်တွေကတည်တဲ့အခါမှာငရေတို့ချလူပြီးပြန်ရောက်တဲ့အခါမှာလည်းပဲဉာဏ်ပညာထိုင်မှန်တယ်နော်ဘလောက်ပဲပြမသိဘူးဘလောက်ပဲဟောမသိဘူးအေးလောကမှာတချို့တော့ဇာမင်းမာရီကြတော့မိဝဲထိုက်တော်တရားမမိဝဲထိုက်တော်တရားပြုလို့ရမယ်တရားမပြုလို့ရမယ်တရားရှောင်ရမယ်တရားဆောင်ရမယ်တရားအဲဒီကိုမေးမြန်းတယ်မေးပြီးတော့ကောင်းတာကိုလုပ်တယ်အဲဒီပုဂ္ဂိုလ်ရဲ့တဲ့အခါမှာနတ်ပြည်ကိုရောက်လူပြည်ပြန်ရောက်တဲ့အခါမှာလည်းပဲဉာဏ်ပညာထမ်းရတယ်တဲ့နော်တခါပြတခြားနေတယ်ဒါကြောင့်ဉာဏ်ပညာထပ်ချင်ကိုမသိတဲ့အရာကိုသိတဲ့ပုဂ္ဂိုလ်လေးကိုမမေးဖို့မလိုဘူးလားအခုဆိုပြောတာမဟုတ်ဘူးနော်အရာမတော်တယ်အရာမအရာဘလို့တောက်ရမှာလားအဲ့ဒါလည်းမေးခိုင်းတာမဟုတ်ဘူးနော်အဲ့ဒါလည်းမေးခိုင်းတာမဟုတ်ဘူးကောင်းလာမှာပေါ့ဟာငါဘုရားကြီးရှောင်ရမှာလေဒါကြီးတော့ကောင်းတယ်လားမကောင်းဘူးလားဒီလိုမျိုးတွေကိုမသိတဲ့အရာကိုမေးဖို့မလိုဘူးလားလူတွေနေရမသိမေးမစင်စေတဲ့ဒါကြောင့်တိဝေဝုဒ္ဓမြမမေးရင်ဉာဏ်ပညာထိုင်မယ်တိဝေဝုဒ္ဓမြမမေးရင်ဉာဏ်ပညာထိုင်မယ်တဲ့ခဏချက်ဒါနမတိပြန်ပြောမယ်နော်ပြန်မှတ်ထားနော်ဒီပြန်မေးမှာနော်သူများတတ်ရင်အတတ်တူလေမတတ်တတ်ရှိသူတစ်ပါးကိုဉာဏ်ပါနေဆိုင်ရင်နာယောဂများမယ်မဉာဏ်ပါမနေဆိုင်ရင်နာယောဂများဒေါသကြီးရင်အယုတ်ဆုံးပဲဒေါသမကြီးရင်အယုတ်လောက်မနာလိုအိတ်တာတရားထားရင်အချမ်းနဲ့ပဲအိတ်တာမထားရင်ချမ်းရပေါ်များလူမတမပေးခိုင်းရင်ဆင်းရဲမယ်လူရမေကဆင်းရဲရင်ချမ်းသာမာနာကြီးရဲ့အမျိုးရုံနဲ့မာနာကစားရင်ဘုံမြတ်တိဝေဝဒမြမမေးရင်
ညာပညာထိုင်းမယ်မေးရင်ညာပညာထမ်းမယ်ကဲမှန်ပြီလားမေးမှာဆိုရမယ်ကိုရဲ့အစားလေးပေါ်တော့ကြည့်ရမှာနော်အစားလေးပေါ်သူများတော့တိုက်ရင်တိုက်ကြမဟုတ်ဘူးမတိုက်ရင်အရှင်လည်းနားတော့ဟုတ်သူတို့ကဘုရင်ပါနေဆိုင်ရင်မငင်းပါမနေဆိုင်ရင်နာအနာရောဂါဖြစ်နေဒေါသကြီးရင်ဒေါသမကြီးရင်မနာလိုအိတ်ဓာတ်ရထားရင်ချွေရန်ပြင်းတယ်အိတ်ဓာတ်မထားရင်ချွေရန်ပေါ်မလူမတတ်မပေးခိုင်းရင်လူရန်ပေးခိုင်းရင်မမနာကြီးရင်အမျိုးခမနာမကြီးရင်အမျိုးမြတ်တိဘွယ်ဟူသမျှမမေးရင်ညနေညထိုင်းနေမှာမေးရင်တချွာရောချာဒါကြောင့်ဒီခုနကရောက်ကိုဖះကောင်းကြီးရပါတယ်ကံကောင်းကြည့်ရင်ကံကိုရင်းတော့အတိုက်ရှိတဲ့ကနေရှိမယ်အနာရောဂါပြင်းတဲ့ကနေရှိမယ်ရုပ်လာတဲ့ကနေရှိမယ်ချွေရများတဲ့ကနေရှိမယ်ချမ်းသာတဲ့ကနေရှိမယ်အမျိုးမြတ်တဲ့ကနေရှိမယ်ဉာဏ်ပညာထိုင်းတဲ့ကနေရှိမယ်ဒီခုနခုလုံးလုံးလိုက်မယ်ဆိုရင်အာနာဘောကခုဘောကဘယ်လောက်ထိအဆင်ပြေသွားမလဲဉာဏ်ပညာလည်းထက်တယ်တက်ကလည်းရှိတယ်အနာရောဂါလည်းကျင်းတယ်အချွေရများလည်းများတယ်ဉာဏ်ပညာလည်းထက်တယ်ချားလည်းချမ်းသာတယ်အမျိုးကလည်းမြတ်တယ်အခုနခုလုံးတာလုံးလိုက်ရင်နော်နောက်ဘဝကကိုယ်ဘဝနောက်မှကိုယ်ဘဝဘယ်လောက်ထိကံကောင်းသွားမလဲဒီခုနခုလုံးလုံးရင်နောက်မှကိုယ်ဘဝကံမကောင်းပါလားကံကောင်းပါလားကံကောင်းပြရစေလို့ဆုတောင်းကြရလိုပါမလားမလိုတော့ဘူးလေကိုယ်ဘဝအစစရရပြည့်စုံပြီဒါကြောင့်ဒီခုနခုလုံးကိုလုပ်ဖို့မလိုဘူးလားခုနခုလုံးမလုံးနိုင်ပြီးကြရမှာကိုလုံးနိုင်တဲ့တော့ခုနခုလုံးလုံးနိုင်ကိုပေါင်းတာနော်ဟောဒါကြောင့်ခွင့်တရားရှိတာနော်ရှိအောင်နော်တော့ကြတန်ခါရတဲ့မှာနှိမ့်ဆက်တယ်ဖြစ်မှာကြိုးလို့ရှင်းတော့ဒါရမှာဘုန်းကြီးတစ်ပါးရှိအဲ့ဒီဘုန်းကြီးကတရားတအားဟောချင်သူဟောရင်တရားရှင်လုံးအားကြီးတယ်နာမဲ့မပြောင်းပါဘူးပြရှိရနော်နောက်ကဘိုးတို့ဘာလို့ကြားရလားကြားရလားသူဟောရင်တရားရှင်လုံးအားကြီးတယ်နာမဲ့လို့မရှိတမီးကြရတခြားရလားတာပါရနော်လေအဲ့ဒီရွာကိုလာပြီးတော့ထညက်လာရောပြောပါလားရောထညက်မရောခင်အဲ့ဒီဘုန်းကြီးအကြောင်းမသိတော့အဲ့ဒီတခါကြီးကအော်တဲ့ငါထညက်မရောရွာဦးကျောင်းကဆရာတော်ဝတ်သွားပြီးတော့ကတော့လိုက်အောင်ပဲဆိုပြီးတော့ထညက်ကလေးတွေယူသွားပြီးတော့ထားတော့တာဝါတော့အားလို့တော့ဟိုရောက်တော့ဘုန်းကြီးကဝမ်းသာတရားဟောရတယ်ဆိုပြီးဟိုတကားလည်းမသိဘူးလေဘုန်းကြီးတော့မသိတော့ရောက်ထညက်လည်းယူပြီးရောဘုန်းကြီးကအေးတကားတော့တဲ့ထညက်ယူတဲ့အတွက်နော်ထညက်အမှုမောတဲ့တရားဟောမယ်ပြောပါအမှုမောတာတခါမှမကြောက်ဘူးထညက်ရတကားကြီးကအာနာပါနာနဲ့လေဘုန်းကြီးဟောမယ်လို့ခံလိုက်တာပေါ့
အနေနဲ့ဟောရင်ခင်ဗျားတို့မော်ဒနာဆိုတော့9မိနစ်လောက်ပဲပေါ့ခင်ဗျာကလိုက်ရောနေကြီး7နာရီကနေဟောတာနေ့လယ်2နာရီရှိမပြီးသေးဘူးခင်ဗျာဟောဗျာတာအောက်ကနွားတွေလည်းယုံနေပြီအဖေပြန်လာတော့ဒီမှာနွားတွေယုံနေပြီအဖေကလာပြောတယ်တာရဲ့အဖေတိုင်းနဲ့အဖေကရှိပါသေးတော့ထားပြန်လို့လည်းမကောင်းဘူးလေမယုံတရားကြတာပေါ့ဘုန်းကြီးရတယ်တရားမပြီးတာသူတယောက်တည်းရှိတယ်နောက်2နာရီလည်းမပြီး3နာရီလည်းမပြီး4နာရီလည်းမပြီးဒါကစဉ်းစားတယ်ဒီကကိုဒီဘုန်းကြီးရတာပြီးမဲ့ပုံမပေါ်မနှမိုးလေးနဲ့ပြီးမှာမဟုတ်လားဒီပါဖတ်ရခုံးနေသူပါရဲ့ဘုန်းကြီးရရက်တောင်ကိုယ်ပြီးဟောတာလေရက်တောင်ကိုယ်ဟောတာဒါကတော်ကြနဲ့အနောက်ဆုတ်လိုက်တော်ကြနဲ့အနောက်ဆုတ်လိုက်အနောက်ဆုတ်ရင်နဲ့ဓာတ်ပေါက်တာရောက်သွားအမေဘုန်းကြီးရတယ်ပါတယ်ဒီလိုက်ရက်တောင်အပေါက်ကနေချောင်းကြည့်ဘာပြောတယ်လဲအေးမင်းနောက်ဆုတ်ရင်ငါရှိပြောမှာကွာဘုန်းကြီးရရှိပြောတာနောက်ဆုံးနဲ့နောက်ထွက်ပြီးတာဘုန်းကြီးနောက်ကလိုက်ကန်ဆိုးကျင်တော့အဲ့ဒီကြောင်းထဲမှာခြေတွင်းနဲ့မရှိရှင်းကပြက်ကြီးပေါ့ရှင်းကပြက်ကြီးအကာလည်းမရှိဘူးတကားအဲ့ဒီပြပြုတ်ကြပါအဲ့ဒီလည်းပြုတ်ကြပါတယ်ဘုန်းကြီးကကဲမလားအောင်နေတာမကဲဘူးဗျရှင်းကနှခမ်းပေါ်ကထားပြီးတော့အေးဒါမှဝင်ကြပြီပေါ့ဒီဘဲမှာပြေးမရတယ်တရားမပြီးသေးလို့တဲ့ဒီရှင်းကနှခမ်းပေါ်ကဆက်ပေါ်တရားဆက်ပေါ်တော့ဆိုရဘုန်းကြီးရတကားဟောတာပေါ့အကလေးရတနာနှစ်ပါးပြေတော့ပါရတနာနှစ်ပါးပြေတော့ပါဟဲ့တကားရတနာ3ပါးရှိတယ်ဘယ်နဲ့လဲဟာဘယ်ပြရတနာတစ်ပါးပြမှန်လားပါဗျာသံဃာရတနာနှိမ့်ဆက်တယ်လို့ပါဗျာကဘာနှိမ့်ဆက်တယ်ခုလည်းသံဃာရတနာနှိမ့်ဆက်နေတာကြာမှာနော်အမလေးမနာရထိုင်နေရတာခုဒီမပြီးသေးဘူးကြဲတော့လာဗျာဆိုပြီးရမှာမဟုတ်တော့နော်ဒါကြောင့်နော်ဒီကနေ့အလူတိုင်းကဒီခေါ်မိုင်းနေကြကိုယ်လည်းအလူတိုင်းကနေလူတိုင်းကဆိုချာလီအလူတိုင်းကမှမကြည့်တာအေးလို့မှဒုတိယကျေမောက်ကြီးဒုတိယကျေမြောက်ဒီမူ၍ဒီပေါင်းရှင်ဒီမှာတော့ကရင်နေမှာစကားပူရင်းနေနေဒီကဓမ္မပူဇာတပိစပါဒီကနေ့ဟောကြားတော့တရားတော်ကြီးကကံကောင်းကျင်နေရင်ကံကောင်းရင်ဒီတရားကိုဒီနေရာမှာပဲညီကုန်းဆိုရနေအာယုံတော်ဘောတော်ဝါယုံတော်တော်ဒီလေကဒီကနေ့ပြည်ကုသိုလ်ကမူရအောင်မနမတရားငါဘုန်းနဲ့ဘာလို့လဲများဆိုတော့တောင်းနေကြပါလေရနေတာပါစေလို့ရှုကြောင်းပြီးခါရလေးကိုဆိုပြီးတော့ကြောင်းလိုက်ရအောင်ကလေးချီပြီးအာယုံပြီးကြပါဘာသာတဘောသူတရားသူဝဋ္ဌာသူမင်္ဂလာသူကျေလူတို့ကရင်ကမင်းကိုရင်လူတဘာပါရမေဘာသာတဘောကိုကြီးကိုငါကိုရေကနာပြောကြဆန်းရတော်သူများတို့ဒီတောက်တရားသူအိမ်မရမပေါင်းပါမယူမြတ်တဲ့ဒါအိဆာနရပါလေဘုံကလေးသူမင်္ဂလာကျက်တဲ့ရေချဝေလံတပြေစံပွင့်ရဖြစ်၍ဩဇာအတူကောင်းဝမ်းကိုတော့အလေးအလေးရထာမြတ်ဘုရားနဲ့ကြပါလေဘုံကလေးဒုက္ခတွေကမေအဘေဒုက္ခကြီးရောက်ပြီးအကြောင်းမကောင်းကြီးသူဒုတိယမျိုးကိုသူထင်သူတော်လက်နဲ့တရားဆက်ပြီး
ကောင်းကိုပူရင်လူတချင်းတချင်းရင်တကြရင်အောင်မလေးပုံသေးဖြည့်ခြင်းနိုင်ရပါစေကုန်ဒါကြီး